ပင်လယ်ပင်ကယူလမ်းမကြီးတစ်ခုပေါ်မှာတာမန်တင်ဘောစားနှစ်တန်းလောက်ပိတ်မိနေတဲ့ဆိုတာကိုတစ်ချက်လောက်မြင်အောင်ကြည့်လိုက်ကွာရှင်တကယ်ကိုကြီးမားတဲ့အရေးအတွက်ပဲဗျဟုတ်တယ်ဦးလေးသူတို့စီမှာနေစဉ်စားနေတဲ့ခါတွေကလည်းတဖြည်းဖြည်းပြက်လက်လာနေပြီပေါ့လို့ပိုဆိုးတာကအဲ့ဒီတင်ဘောသားတွေရဲ့ဘေးပလက်မှာကမ္ဘာအင်အားကြီးဆုံးစစ်တပ်ကြီးတစ်ခုနဲ့ဒေတာတွင်ဩဇာကြီးဆုံးစစ်တပ်တစ်ခုတို့ကအချိန်မရွေးပောက်ကွဲသွားနိုင်တဲ့စီရေးအားပြိုင်မှုကြီးတစ်ခုကိုလုံးနေကြလာပါမမလည်းဗျအချင်းတွေကတော်တော်လေးကိုတင်းမာနေတဲ့နေထားမျိုးပါဆိုတော့ဒီကနေ့လေးလာသုံးသပ်မယ့်အစီအစဉ်မှာတော့ ABC သတင်းဌာနကသတင်းတော်တွန်းဆူဖီဘူရီတယ်လီဗင်မျိုးကနေပေးပို့ထားတဲ့သတင်းမှတ်တမ်းကိုအခြေခံပြီးဆွေးနွေးသွားကြမယ်။စာပေဝိုင်းပေါ်ကပျက်စီးသွားတဲ့ငင်းချမ်းရဲ့အဆိုပြုချက်တစ်ခုကနေပင်လယ်ပြမော့ကအသက်အန္တရာယ်ရှိတဲ့အကြက်တဲ့တစ်ခုစီကိုဘလို့ဆွဲချသွားတယ်လဲဆိုတာကိုအသေးစိတ်တူးဆွဲကြည့်ကြမှာပါ။ဟုတ်ကဲ့ခင်ဗျ။ဒီဆွေးနွေးမှုကနေနိုင်ငံရေးအချက်အသေးတွေရဲ့နော်ပြီးပယ်ချခံရတဲ့ငင်းချမ်းရဲ့အဆိုပြုချက်ရဲ့အချက်လက်တွေရဲ့ပင်လယ်ပြင်ကလူသားချင်းစာနာမှုအချက်အသေးတွေကိုပါတန်တမာကြီးရှူထောင်ကနေတော့မိပြချင်းနေရပါချိတ်ဆက်နားလည်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့မစခင်လေးမှာကြို့ပြောချင်တာကဒီလိုနိုင်ငံရေးရအလွန်အကဲဆက်တဲ့ကိစ္စရပ်တွေကိုလေ့လာတဲ့နေရာမှာကျမတို့အနေနဲ့ဘယ်ဘက်ကိုမှရင်းညို့မှာမဟုတ်ပါဘူးချင်း။တရင်ရင်းမြစ်မှာပါဝင်တဲ့အချက်လက်တွေနဲ့မြေပြင်မှာတကယ်ဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုပဲဗတ်မလိုက်ပဲဗတ်အရှိကိုအရှိအတိုင်းတုံ့တက်သွားမှာပါ။အဲ့ဒါရေးချိတယ်ဗျာ။ဒီသတင်းပို့ချက်ထဲမှာတကယ်ကိုအောင်ဆရာကောင်းတဲ့ကိစ္စရပ်တွေအများကြီးပါဝင်နေတယ်လေ။ကဲအရင်ဆုံးအခြေအနေတွေကိုအသေးစိတ်ရှင်းကြည့်ကြအောင်ရှင်ပင်လယ်ပြင်ကရုပ်ပိုင်းဆိုင်ရာပဋိပက္ခတွေကိုမတွားခင်ဟုတ်လေပြဿနာရဲ့အရင်းမြစ်ဖြစ်တဲ့နိုင်ငံရေးစာအုပ်ဝိုင်းစီကိုရင်တွားကြည့်တာပိုကောင်းမဲချင်တာဟုတ်ကဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲရပ်တန့်သွားတဲ့အကြောင်းရင်းပေါ့ဗျာမှန်ပါတယ်အစ္စရေးရုံးတန်တဲ့တင်ရာဆိုရင်အီရန်ဘက်ကငြိမ်းချမ်းရေးအဆိုပြုချက်အသစ်တစ်ခုကိုတင်သွင်းခဲ့တယ်လို့သိရတယ်ဒါပေမဲ့သမ္မတထရမ့်ကအဲ့ဒီအဆိုပြုချက်ကိုလက်ခံနိုင်စရာမရှိဘူးဆိုပြီးတော့ချက်ချင်းပယ်ချလိုက်တယ်လေပယ်ချတဲ့အကြောင်းပြချက်ကလည်းတော်တော်လေးကိုထိရှလွဲတဲ့အချက်ဖြစ်နေတယ်ဗျာလွန်ခဲ့တဲ့49နှစ်အတွင်းအီရန်ရဲ့လုံရတွေအတွက်လုံလောက်တဲ့တန်ဖိုးပေးစမှုမရှိသေးဘူးလို့အကြောင်းပြခဲ့တာကိုဟုတ်တယ်ရှင်49နှစ်ဆိုတော့သမိုင်းကြောင်းကတော်တော်လေးကိုနှက်ချိုင်းနေပြီဒီမှာစိတ်ဝင်စားစရာအကောင်းဆုံးကတော့အဲ့ဒီအဆိုပြုချက်ကိုအီရန်ကအမေရိကန်စီတိုက်လိုက်ပေးဖို့တာမဟုတ်ဘူးဗျာပါကစ္စတန်စစ်စနီနိုင်ရဲ့မူတွေကနေတဆင့်စနီနေကတင်သွင်းခဲ့တဲ့ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ပါကစ္စတန်ကနေတဆင့်ပေါ့နော်ဟုတ်တယ်ဗျာဒီပါကစ္စတန်ကနေတဆင့်ဆိုတဲ့အချက်ကပြဿနာရဲ့နှဆိုင်မှုကိုကောင်းကောင်းပြသနေတာပါနိုင်ငံတစ်ခုကြားမှာတိုက်တိုက်ဆွေးနွေးဖို့တောင်မဖြစ်နိုင်လောက်အောင်ယူကြီးမှုတွေပျက်စီးနေတယ်ဆိုတာကိုပြနေတာလေတကယ်ပါပဲတိုက်ရိုက်ဖုန်းခေါ်ဆိုဖို့နေထားတာဆောင်ရွက်တရွက်ပြီးပို့ဖို့တောင်ကြားခံနိုင်ငံတစ်ခုကိုအသုံးပြုနေရတဲ့အနေအထားဆိုတော့လေနောက်ပြီးသမ္မတရဲ့49နှစ်ဆိုတဲ့ယူညွှန်းချက်ကလည်းဒီဆွေးနွေးပွဲကိုတမိုင်းကြောင်းရာနှဆိုင်တဲ့နာကျစ်ချက်တွေကဘလောက်တောင်လွှမ်းမိုးနေတယ်လဲဆိုတာကိုသုံးသပ်ပြနေတယ်ဗျဟုတ်ကဲ့ချင်းအဲ့ဒီအဆိုပြုချက်ထဲမှာဘာတွေပါလဲဆိုတာကိုကြည့်လိုက်ရင်ပိုပြီးရှင်းသွားမယ်ထင်တယ်။အီရန်နိုင်ငံပိုင်မီဒီယာကထုတ်ပြန်ချက်အရဆိုရင်အီရန်ဘက်ကတောင်းဆိုထားတာတွေကအမေရိကန်တပ်တွေရုပ်သိမ်းပေးဖို့နောက်ပြီးတန်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းပေးဖို့ပေါ့နော်။နောက်တစ်ခုကအမေရိကန်ရဲ့ရေချောင်းပိတ်ဆို့မှုတွေရုပ်သိမ်းပေးဖို့လည်းပါသေးတယ်ဗျ။မှန်ပါတယ်ဒါမဲ့တစ်ဖက်မှာအမေရိကန်အတွက်အတိအကျတောင်းဆိုချက်ဖြစ်တဲ့အရေးကြီးဆုံးစိုးရင်ပူပန်မှုဖြစ်တဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးတော့ဒီအဆုံးပြုချက်တွေမှာဘာမှရည်ညွှန်းထားတာမရှိဘူးလို့သိရတယ်ရှင်။အဲကတော်တော်လေးကိုကြီးမားတဲ့ဟာကိုကြည့်ပဲဗျ။နှစ်ဖက်စလုံးကဆွေးနွေးဖို့စ조사နေပေမဲ့လိုလားချက်တွေကတော်တော်လေးကိုကွာဟနေတာတွေ့ရတယ်။ဟုတ်လေဒီအချင်းတွေကိုရှင်းရှင်းလင်းလင်းမြင်တောင်းကိုကျွန်မဥပမာတစ်ခုနဲ့ပြောကြည့်ခြင်းတယ်။စီမောရေးလောကမှာစချုပ်တစ်ခုချုပ်ဆိုတဲ့တဘောမျိုးနဲ့ဆင်တူနေလေရှင်။ဘလို့မျိုးလဲဗျ။ဒီလိုလေတစ်ဖက်ကသူလိုချင်တာတွေချီးပဲအကုန်တောင်းဆိုတဲ့ကုမ္ပဏီရဲ့အဖိုးတန်ပိုင်ဆိုင်မှုတွေအကုန်လိုချင်တယ်ပေါ့ဒါပေမဲ့နောက်တစ်ဖက်ရဲ့အရေးအကြီးဆုံးစိုးရင်ပူပန်မှုဖြစ်တဲ့ဥပမာအကျွေးဝတ်တရကိစ္စလိုမျိုးဒီမှာဆိုရင်တော့နျူကလ িয়ার ကိစ္စပေါ့နော်အဲ့လာကိုကြောက်လုံးဝလစ်လူရှူထားသလိုဖြစ်နေတာလုံးဝကိုကင်ကြီးတဲ့နိုင်ရှင်းချက်ပါပဲဗျအဲ့ဒီလိုလာချက်တဲ့အကြီးကျယ်ကွာနေတာကြောင့်လဲစာဝဲဝိုင်းကိုကတန်တမန်ရွရဖြည့်ရှင်ချက်ဆိုတာချက်ချင်းပဲလမ်းဆုံးသွားတာပေါ့ဒီနေရာကတကယ်ကိုစိတ်ဝင်စားစရာကောင်းလာတဲ့အပိုင်းပဲရှင်အဲ့ဒီမှာနေပြဿနာကစာရွက်ပေါ်ကနေပင်လယ်ပင်ပေါ်ကိုကူးဆက်သွားတော့တာပဲနိုင်ငံရေးခေါင်းဆောင်တွေရဲ့အကြက်အတဲကြောင့်ချက်ချင်းဆိုသလိုအရေးပါတဲ့ရေလက်ကြားမှာကမ္ဘာကွန်သွယ်ရေးကိုထိခိုက်စေတဲ့ရုပ်ပေါင်းဆိုင်ရာအကျိုးဆက်တွေဖြစ်လာတယ်ဟုတ်တယ်ဗျာဟိုမိုစရီရဲ့လက်ကြောင့်တော့ကွန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့နေဆဲဖြစ်တယ်လို့သတင်းပို့ချက်မှာပါရှိပါတယ်မကြသေးခင်ကဆိုရင်အီရန်ကမ်းလွန်မှာကွန်တင်တင်ဘော်ဒစင်းကိုအသေးစားရဲငယ်အများအပြားကဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ဆိုတယ်နော်မှန်ပါတယ်ဗျာဗြိတိန်ရေးတဲ့စောင့်ကြည့်လေးလာရေးအဖွဲ့အချက်လက်တွေရဆိုရင်စစ်ပွဲစတင်ကြတဲ့ကဟော်မုစ်ရေလက်ကြားနဲ့
အနီးတစ်ဝိုက်မှာတိုက်ခိုက်ခံရမှုတွေပျက်စီးမှုတွေဒါမှမဟုတ်နောက်ကျောင်းပြန်လက်ခိုင်မှုစုစုပေါင်းအကျဉ်40ထက်မကရှိခဲ့တယ်လို့ဖော်ပြထားတယ် အကျဉ်40တောင်နော်စဉ်းစားကြည့်ပါဦးကဘာပေါ်ကအရေးကြီးဆုံးရေချောင်းကုန်တွေရေလမ်းကြောင်းတစ်ခုမှာဒီလောက်အကျဉ်အတွမ်းများများချင်းချော့ခံနေရတာ ဒါကိုပို့ကျပြတဲ့အခြေအနေနဲ့ဆက်ဆက်ကြည့်မယ်ဆိုရင်ဗျာဒီရေလက်ကြားဟာနိုင်ငံတစ်ခုကြပြဿနာတတ်မဟုတ်တော့ဘူးကဘာကုန်တွေရဲ့အတွက်အလွန်အရေးပါတဲ့နေရာဖြစ်နေတာပါဒီပိတ်ဆို့မှုကနိုင်ငံတကာစီးပွားရေးကိုတော်တော်လေးရပ်တန့်သွားစေနေတဲ့အနေအထားဗျာ ဒါပဲပဲရှင်ကျမတို့မေ့ထားလို့မရတဲ့အရေးကြီးဆုံးအချက်တစ်ခုရှိသေးတယ်အဲ့လာကလူသားချင်းစာနာမှုအချက်တဲ့ပဲနိုင်ငံရေးခေါင်းဆောင်တွေအားပြိုင်မှုကြားမှာတာမန်အဖလစ်မဲ့တင်ပေါ်သားတွေမြေစာပင်ဖြစ်နေရတဲ့ကိစ္စလေး ဟုတ်တယ်ဗျာတရင်ရဆိုရင်ပင်လယ်ကူးတင်ပေါ်သား1000ခန့်ဟာထွက်ခွာခွင့်မရတဲ့တင်ပေါ်ဒီပေါ်မှာပိတ်မိနေတယ်လို့သိရတယ် 1000ဆိုတဲ့အရေးအတွက်ကနဲတဲ့အရေးအတွက်မဟုတ်ဘူးနော်သူတို့တွေကတဏ္ဍမာရေးရအပေးအယူတွေနဲ့လည်းဘာမှမသက်ဆိုင်တဲ့တမန်အေးသားကြီးပါအခုတော့နေစင်နဲ့မြစားနာရက်ခါတွေလည်းပြက်လက်လာနေပြီလို့ကြားရတယ် ရိတ်ခပြက်လက်ယုံတယ်မကောက်ပဲအပေါ်ကနေစစ်လီရင်ဒီပြန်တန်းနေမယ်ဘေးနားမှာစစ်တင်ပေါ်ဒီထွာလာနေမယ်ဆိုတော့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဖြည့်ဆည်းမှုကလည်းတော်တော်လေးကိုကြီးမားနေမှာအသေးချာပဲ တကယ့်ကိုစိတ်မကောင်းစရာအခြေအနေပါပဲရှင်ဆိုတော့လေအဲ့ဒီလိုတင်ပေါ်သားတွေရဲ့အသက်အန္တရာယ်နဲ့ရိခါပြက်လက်မှုအကျက်တဲ့ကြောင့်ငင်းချမ်းရင်မရသေးပေမဲ့ယာယီဖြည့်ရှင်းရမယ့်နီးပြူဟာမြောက်အစီအစဉ်တစ်တစ်ခုထပ်ပေါ်လာတယ်လို့သတင်းမှာပါတယ်နော် ဟုတ်ကဲ့ဗျာသမ္မတထရမ်ဖလာစစ်ပွဲနဲ့မသက်ဆိုင်တဲ့နိုင်ငံတွေရဲ့ကုန်တင်တင်ပိုးတွေကိုဘေးကင်းစွာထွက်ခွာနိုင်ဖို့အစီအစဉ်တစ်ခုကိုလူမှုကွန်ရက်ကနေကြီးညာခဲ့ပါတယ် ။အော်လူမှုကွန်ရက်ကနေကြီးညာတာပေါ့ ဟုတ်တယ်ဗျာပြီးတော့အဲ့ဒီကြီးညာချက်မှာအီရန်အရှေ့အလယ်ပိုင်းနဲ့အမေရိကန်ပြည်ထောင်စုတို့ရဲ့အကျိုးအတွက်ဆိုပြီးရည်ညွှန်းရေးသားခဲ့တာတွေ့ရတယ် ။စိတ်ဝင်စားစရာပဲရှင်။ဆိုလိုတာကဒီစီဇန်ဟာအီရန်ရောအမေရိကန်ပါဝင်မဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ရတစ်ခုဖြစ်တယ်လို့အကြံပြုထားတဲ့သဘောပေါ့နော် မှန်ပါတယ်ဗျာမနေ့ဖြန်မနေ့ပိုင်းမှာစတင်မှာဖြစ်ပြီးဒီအစီအစဉ်ကိုနောက်ရလာပါကအင်အားသုံးဖြည့်ရှင်းရလိမ့်မယ်လို့တတိပေးထားပါတယ် ။အင်းအားသုံးဖြည့်ရှင်းရမယ်ဟလား ဟုတ်တယ်ဗျာဒါပေမဲ့အသေးစိတ်လုပ်ငန်းစဉ်တွေကိုတော့ပြောကြားခဲ့ခြင်းမရှိသေးဘူး ။ဒါဆိုဒါဒီအားလုံးကဘာဖို့ဆိုလိုတာလဲရှင်။နေပါအောင်ဒီနေရာမှာကျွန်မကတော့တော်တော်လေးကိုလက်တွေ့ကြမေခွန်းထုတ်ချင်တယ်။တကယ်ကိုစစ်ထစ်နေပြီးငင်းငယ်ရေးအဆိုပြုချက်ကိုလည်းခုရတင်ပဲချထားတဲ့နိုင်ငံတစ်ခုကဒီလိုရှုပ်ထွေးတဲ့ပေးလက်ဖင်ကဲဆဲရေးမှာဘလို့လို့ပူပေါင်းဆောင်ရွက်နိုင်ပါလဲ ဒီအချက်ကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုထွက်ပေါ်လာစေတယ်ဗျအခုကြီးညာချက်မှာလူသားချင်းစာနာမှုအမိခံထားမိမဲ့တစ်ချိန်တည်းမှာပဲအင်အားသုံးဖြည့်ရှင်းမယ်လို့ချင်းချောက်ထားတဲ့အချက်ကဘလောက်တောင်အန်ဒီရဲ့များတယ်လဲဆိုတာစဉ်းစားကြည့်ရမယ် ဟုတ်တယ်လေယုံကြည်မှုလုံးဝမရှိတဲ့နိုင်ငံတစ်ခုကဂျာနီတင်ပါတွေကိုတင်းမာမှုမြင်မာနေတဲ့ရေပြင်ကနေဘလို့လမ်းပြခိုးထုတ်မလဲဆိုတာကလက်တွေ့မှာအတော်လေးကိုအခက်အခဲဖြစ်နိုင်နေရှင် အတိအကျပါပဲဒါဟာတကယ့်ကိုအန်ဒီရဲ့မြောက်တဲ့ view ဟာမြောက်ကစားကွက်တစ်ခုဖြစ်လာနိုင်တယ်အကယ်၍အီရန်ဘက်ကတဆုံတည်းဝင်ရောက်စစ်ဆေးဖို့ကြိုးစားရင်တော့ဒါကိုနောက်ဆက်တယ်လို့ယူဆပြီးအမေရိကန်ဘက်ကအင်အားသုံးတုံ့ပြန်ဖို့အကြောင်းပြချက်ကောင်းရသွားနိုင်တာကို ကြားရတာတော်တော်လေးကြောချမ်းစရာပဲရေတာဘောကအမှန်သားလေးတစ်ခုကိုအထင်မြင်လွဲမှားတာမျိုးလေးတစ်ခုကနေတော့ကြီးမားတဲ့ဖြစ်ခတ်မှုကြီးတွေဖြစ်သွားနိုင်တဲ့အနေအထားမျိုးပေါ့နော် ဟုတ်ကဲ့ဗျာလက်နဲ့တပြည့်အစုံတက်ဆင်ထားတဲ့စစ်တပ်တစ်ခုကအကဲစားနေကြတဲ့အခြေအနေမှာအမားအယွင်းတဆုံတရားထစ်ပေါ်ဖို့ဆိုတာအလုံးကိုလွယ်ကူလွန်းလာပါတယ် ဒါဆိုရင်ကျမတို့ဒီကနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေကိုပြန်ပြီးအနှစ်ချုပ်ကြည့်အောင်ရှင်တစ်ဖက်မှာကြောကြားရှုံးသွားတဲ့နိုင်ငံရေးအဆင့်ငင်းချင်းရေးဆွေးနွေးပွဲရှိတယ်4-9နှစ်တာနာကြီးချက်တွေကြောင့်အပေးယူမတက်ခဲ့ဘူးပေါ့ ဟုတ်တယ်ဗျာ နော်အခြားတစ်ဖက်မှာကျတော့အဲ့ဒီနိုင်ငံရေးကြားရှုမှုကြောင့် Hormuz Relay ကြားထဲမှာအသက်အန္တရာယ်ကြားကအလွန်စွန့်စားရတဲ့ပြည်လည်ဖြင့်ကဲဆဲရေးအစီအစဉ်ထွက်ပေါ်လာတယ်။အဖြစ်မဲ့တင်ပေါ်သား1000ကျော်ရဲ့အသက်အိုးအိမ်စီစဉ်ကလည်းခြေတိုင်းမှာရောက်နေတယ်။ဒီအခြေဆက်တွေကတကယ်ကိုရှင်းလင်းသွားပါပြီ မှန်ပါဗျာဒါကစာရွက်ပေါ်ကနိုင်ငံရေးဆုံးဖြတ်ချက်တွေဟာမြေပြင်ကတာမန်ပြည်သူတွေရဲ့အသက်အန္တရာယ်ကိုဘလို့တိုက်ရိုက်ချင်းချုံနေတယ်လဲဆိုတာကိုအထင်အရှားပြသနေတာပါပဲ ။ဟုတ်ကဲ့ပါရှင့်။ဒီအခြေအနေတွေအားလုံးကိုကြည့်ပြီးနားဆင်သူတွေအတွက်အစီအစဉ်အပြီးမှာဆက်လက်တွေးတောနိုင်ဖို့မေးခွန်းတစ်ခုခြံထားခဲ့ချင်ပါတယ် ဘလို့မေးခွန်းမျိုးလဲဗျာ ဒီလိုလေအကယ်၍ဒီလူသားချင်းစာနာမှုဆိုင်ရာလို့ရတာအကြမ်းဖက်မှုမရှိဘဲအောင်မြင်သွားခဲ့မယ်ဆိုရင်ဒါဟာအနာဂတ်ငင်းချမ်းရေးဆွေးနွေးပွဲတွေအတွက်မျှော်လင့်မထားတဲ့အုံမြင့်အတီးတစ်ခုဖြစ်လာနိုင်မှာလား ဒါကတော့အကောင်းမြင်တဲ့ရှုထောင့်ပေါ့နော် ဟုတ်တယ်ဒါပေမဲ့နောက်တစ်ဖက်ကနေစဉ်းစားကြည့်ရင်ရော
မနှက်ဖြန်မနှက်မှာဖြစ်လာနိုင်တဲ့အသေးအမွှားနားလဲမှုလွဲမချင်းလေးခုကပဲပိုမိုကြီးမားတဲ့ပฏิပတ်ခမီးတောက်ကြီးကိုဆွဲမွေးလိုက်တယ်လို့ဖြစ်သွားမလားဆိုတာကတော့တကယ်ကိုစဉ်းစားစရာပါပဲရှင် တကယ်ကိုစဉ်းစားစရာပါပဲဗျအဖြစ်အပျက်တွေကဘယ်ဘက်ကိုဥတီသွားမလဲဆိုတာကိုတော့ကျွန်တော်တို့တတိနဲ့ဆက်လက်စောင့်ကြည့်သွားရမှာပါ ဟုတ်ကဲ့ပါရှင်တည်င်းရင်းမြစ်အချက်အလက်များအပေါ်မှာဒါအခြေခံပြီးလေ့လာသုံးသပ်ခဲ့တဲ့ဒီကနေ့အစီအစဉ်ကိုတော့ဒီမှာပဲရပ်နာပါစေအချိန်ပေးပြီးဝင်ရောက်ဆွေးနွေးခွဲချမ်းစိတ်ဖြာပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ဗျာ